Yami Yami Numi ကဘာလို့ထူးခြားနေရတာလဲဟုတ်ပါတယ်ဒီနေ့ပြောပြတော့မှာကတော့ Yami Yami Numi အကြောင်းပဲဖြစ်တယ်ဆိုတော့စမယ် Yami Yami Numi ကို Marshall D T ကပိုင်ဆိုင်ထားတယ်တီးရဲ့ type ကတော့ Lugia type ဖြစ်တယ်ဒါပေမဲ့ Lugia တီးတွေမှာရှိတင်ရှိလိုက်တဲ့အားနည်းချက်အားသာချက်လုံးဝမရှိဘူး Lugia တွေလို Haki မပါတဲ့တိုက်ခိုက်မှုတွေကိုလည်းအမြူမဖြစ်ဘူးပြီးတော့ Lugia တွေမှာရှိတင်တဲ့အစွမ်းထက်ပိုပြီးတော့အစွမ်းထက်နေတယ်အဲအကြောင်းပဲဒီတီးက Lugia ဟုတ်မဟုတ်ရလားလို့တွေးမိတယ် Fish ကိုယ်တိုင်လည်းဒီတီးကတကယ်စွမ်းထက်တယ်လို့ပြောထားတယ် theory တွေအရဒီတီးက mythical ဆိုပြီးတော့လည်းပြောနေကြတယ်ဆိုတော့ဒီ Yami Yami Numi ရဲ့စမ်းတွေကိုပြောသွားမှာဖြစ်တယ်ဒီတီးက black hole တစ်ခုလိုပဲအရာရာကိုစုပ်ယူနိုင်တယ်ပြီးတော့ပြန်လဲထုတ်နိုင်တယ်နောက်ပြီး user ရဲ့လက်နဲ့ထိတဲ့ဘယ် default user ပဲဖြစ်ဖြစ်သူထိထားရင် default စွမ်းလုံးဝပျောက်ကွယ်သွားမှာဖြစ်ပါတယ်နားမလည်တဲ့လူတွေကိုပြောပြချင်တာတစ်ခုရှိတယ်ဒီစွမ်းက sea stone တို့ပင်လယ်ရေတို့နဲ့မတူဘူး sea stone နဲ့ပင်လယ်ရေက default user တွေကိုအားပဲနည်းစေတာပါ Yami Yami က default အစွမ်းလုံးဝမရှိတော့ပဲတာမန်လူတယောက်လိုဖြစ်သွားတာပါဒီစွမ်းကိုမြောက်မသားနဲ့ကိုဂျေတို့နဲ့တို့ကတခါပြန်မှုပါတယ်အဲအကြောင်း Lugia တွေမှာမရှိတဲ့အစွမ်းတွေရှိနေတယ်လို့ပြောတာပါဆိုတော့ဒါပါပဲဒီတိုင်း theory တွေထုတ်နေတဲ့အစွမ်းတွေကိုထည့်မပြောပါဘူးဟုတ်လဲဆိုတော့ Ora ကိုယ်တိုင်ချပြတော့မှပဲနောက်ထပ် video တစ်ပုဒ်လုပ်ပေးသွားပါမယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲဗီဒီယိုကြာသွားလို့ sorry ပါဒါတော့မှကိုရုပ်ကိုယ်တာကြမ်းကြာမှုလေးတွေရှိနေလို့ပါဆိုတော့ဘောကြရင် like နဲ့ follow လုပ်ခဲ့ပေးကြပါဦးအားလုံးပဲ see you the next video